င်္ဂလာပါရှင်ဒီကနေ့နိုဝင်ဘာလ18ရက်နေ့ VNB TV စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့စီစဉ်မှာတော့နောက်ဆုံးရပြည်တွင်းသတင်းတွေနိုင်ငံတကာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါအရင်ဆုံးတော့နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဒီကနေ့စီစဉ်မှာတော့မင်းအွန်လိုင်းညလို့ဝါရဖြန့်တပ်ပုံရိုက်ကူးနေချိန်မှာလက်နဲ့ကြီးကြတာလို့တာထောက်ခံသူတွေကပြစ်တင်ဝေဖန်တဲ့သတင်းနေဦးတော်လှန်ရေးစကားသုံးပြီးမဲဆွယ်တဲ့ပြည်သူ့ပါတီအမတ်လုံးကို UEC ကစစ်ဆေးတဲ့သတင်းရန်ကုန်မှာ UG ရဲဘော်နှုတ်ဖမ်းဆီးခံရတဲ့သတင်းမော်ဘီမှာကြန့်ခိုင်ရေးရုံးကိုမြို့ပြကျွေးအဖွဲ့တွေတက်ခိတ်တဲ့သတင်းမော်တော်မှာစစ်ရှောင်းထွန်ချီအရေးပေါ်စားနာရိတ်ခါနဲ့အနှွေးထည်တွေလိုအပ်နေတဲ့သတင်းစားတဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့မင်းအောင်လှိုင်ညလို့ဝါရဖြန့်တပ်ပုံရိုက်ကူးနေချိန်မှာလက်နဲ့ကြီးကြတာလို့တာထောက်ခံသူတွေကပြစ်တင်ဝေဖန်တယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ရခိုင်ပြည်နယ်ကြော့ဖြူမြို့နယ်ရှိမင်းပြင်ရွာရေဒါစခန်းကိုဝါဒဖြန့်ပုံရိပ်ဖို့ပြင်ဆင်နေတဲ့စစ်တပ်သားတွေပေါ်အေအေရဲ့လက်နဲ့ကြီးကြရော့ပောက်ကွဲပြီးစစ်သားအများအပြားတည်ဆုံးခဲ့တာဟာမင်းအောင်လှိုင်ဥဆောင်တဲ့စစ်သားညနာကျောင်းလို့တာထောက်ခံသူတွေကအခြေကျလွန်လွန်ပြစ်တင်ဝေဖန်နေကြပါတယ်။အခါတိုင်း9ရက်လောက်ရတာကန်ဆိုးချင်တော့အယော20လောက်ကြီးစုရနေကြတယ်။နေမြေလဲတေချာမရှိရသေးပဲနဲ့လို့စစ်တပ်ဝါရဖြန့် Telegram Channel တွေမှာဖော်ပြထားပါတယ်။ဒါအပြင်တပ်ပုံရိပ်ပြီးဝါရဖြန့်ချင်တဲ့စိတ်လုံကဲနေတာကြောင်းလို့လည်းမှတ်ချက်ပြုကြပါသေးတယ်။တပ်ကိုကညံ့တာတပ်ပုံကအရေးမကြီးဘူးတိမ်ပြင်းပေချင်းရေးရေးရတယ်။နေမြေရှင်းလင်းရမှာကပထမလို့စစ်တပ်ဝါရဖြန့် Telegram Channel ဖြစ်တဲ့ Build of Soup Telegram မှာတွေ့မြင်ရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့ကစစ်ကော်မရှင်တပ်တွေဟာအင်အားအလုံးအရင်းနဲ့မင်းပြင်ရီတာစခန်းကိုတိုက်ခိုက်လာတာကြောင့်အေအေတပ်ဖွဲ့ဝင်တွေယာယီဆုတ်ခွာပေးခဲ့ပြီးစစ်တပ်ကဒီစခန်းကိုဝင်ရောက်နေရာယူခဲ့တာပါစခန်းသိမ်းပြီးတော့စစ်သား20ကျော်ဟာဝါရဖြန့်တပ်ပုံရိပ်ကူးဖို့စူးစီးပြီးပြင်ဆင်နေတော့မှအေအေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောပေါက်ကွဲတာကြောင့်တေဆုံးသူများပြားခဲ့တယ်လို့သိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအာရခတပ်တော်အေအေကတရားဝင်ထုတ်ပြန်တာမရှိသေးပါဘူးလက်ရှိမှာကြော့ဖြူမြို့နယ်အတွင်းအေအေဟာကြေးရွာအများစုကိုအပြည့်ထိန်းချုပ်ထားပြီးစစ်တပ်ကမြို့ပေါ်နဲ့ရေတပ်အခြေစိုက်စခန်းအနှဲငယ်ကိုသာနေရာယူထားနိုင်ပြီးကြီးရီလေ3ကပြန်လဲထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မေဦးတော်လှန်ရေးစကားသုံးပြီးမဲဆွယ်တဲ့ပြည်သူ့ပါတီအမတ်လုံးကို UEC ကစစ်ဆေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်သူ့ပါတီရဲ့သင်္ကန်းကျွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ဟာမဲဆွေရမှာအရေးတော်ပုံဒေါ်လာရေးစားတဲ့စကလုံးမျိုးတွေသုံးပြီးမျိုးဆက်30တိုင်နိုင်ငံရေးအကျဉ်းသားလို့ထုတ်ဖော်ပြောဆိုခဲ့တာကြောင့်ရွေးကောက်ပွဲဥပဒေနဲ့ညီစွမှုရှိမရှိစစ်ဆေးမယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ပြည်သူ့ပါတီရဲ့ TikTok အကောင့်မှာဦးလွင်မြင့်ဟာရုပ်သံနဲ့မဲဆွေရမှာသူ့ရဲ့အဖေသူကိုယ်တိုင်အပါဝင်သူ့ရဲ့သားစားတဲ့မျိုးဆက်30ဟာနိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီးပြည်သူအတွက်ထွန်ဝဲကြကြလောက်ကိန်ဆောင်ရွက်သူတွေဖြစ်တာကြောင့်ယုံကြည်စိတ်ချရတယ်လို့ပြောထားတာပါအဲ့လိုပြောဆိုပြီးနောက်ပိုင်းစစ်တပ်ထုတ်ခံသူတွေကအကြမ်းဖက်အားပေးဖြစ်ပြီးကိုယ်စလဲလော့အရေးအချင်းနဲ့ကိတ်ညီမှုမရှိဘူးလို့စစ်တပ်ဝါရဖြန့် Telegram Channel အချို့ကလှုံ့ဆော်ပြီးနောက်ပိုင်းပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကလည်းစစ်တပ်ထောက်ခံသူနော်တော်လေးရတင်ပြချက်ဟာမှန်ကန်ပါကဥလွှင်မြင့်ကိုအရေးယူမှာဖြစ်တယ်လို့တုံ့ပြန်ထားပါသေးတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအခုလိုတုံ့ပြန်ခဲ့တာပါ။ဦးကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီဟာစစ်တပ်ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ကိုယ်စားလှယ်လောင်း900ကျော်ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတစ်ခုဖြစ်ပြီးပြီးခဲ့တဲ့အော်တိုဘာလကလည်းရန်ကုန်တိုင်းအမျိုးသားလူတော်မဲဆန္ဒနယ်အမှတ်1ကနေစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့လေဘာပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ CDM လှုပ်ရှားမှုထောက်ခံတဲ့ပုံကို Facebook မှာတင်ထားခဲ့တဲ့မှတ်တမ်းတွေ့ရတာကြောင့်အကြမ်းဖက်အားပေးတဲ့တွေ့စီစစ်တင်တယ်လို့စစ်တပ်ဝါရဖြန့် Telegram Channel တွေကလှုံ့ဆော်ခဲ့ပူးပါသေးတယ်အခုကတော့ရန်ကုန်မှာ UG ရဲဘော်နှုတ်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်ရန်ကုန်မှာရန်ကုန် UG People Army ရဲ့မြို့ပြပျော်ကြားရဲဘော်နှုတ်ဖမ်းဆီးခံထားရကြောင်းသူတို့ရဲ့မိခင်အဖွဲ့အစည်းကထုတ်ပြန်လာပါတယ်နိုဝင်ဘာ16ရက်ညနေ4နာရီခွဲဝန်းကျင်ကရန်ကုန်မြို့တနေရာမှာရန်ကုန် UG People Army အဖွဲ့ဝင်ရဲဘော်2ယောက်မစ်ရှင်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေသွားယူပြီးအပြန်မှာစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာလို့ဆိုပါတယ်ဖမ်းဆီးခံလိုက်ရတဲ့ရဲဘော်2ယောက်ဟာရဲဘော် KC နဲ့ရဲဘော်မိုးလေးတို့ဖြစ်ပြီးဘယ်နေရာကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်းမသိရသေးဘူးလို့ရန်ကုန် UG People Army ဖမ်းဆီးခံလိုက်ရတဲ့ရဲဘော်2ယောက်ဟာရဲဘော် KC နဲ့ရဲဘော်မိုးလေးတို့ဖြစ်ပြီးဘယ်နေရာကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်းမသိရသေးဘူးလို့ရန်ကုန် UG People Army ကသိရပါတယ်
ဒါအပြင်ကြာရှိနေတဲ့ရဲဘော်တွေပါအရေးပေါ်နေရပြောရွှေ့လိုက်ရတာကြောင့်ရွှေပြောစရိတ်လိုအပ်နေပြီးကူညီပေးကြဖို့ကိုလည်းရန်ကုန် UG ပြည်ပအာမီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဖမ်းဆီးခံရဲဘော်2ယောက်နဲ့အဆက်အသွယ်ရှိသူတွေကိုလည်းတတိပြုကြဖို့ YUPA ကတတိပေးထားပါသေးတယ်။အခုဆက်လက်ပြီးမော်ဘီကကြန့်ခိုင်ရေးရုံးကိုမြို့ပြကျွဲအဖွဲ့တွေကတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမြို့ကကြန့်ခိုင်ရေးရုံးကိုမြို့ပြပြောကြားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့မြို့ပြကျွဲ UG အဖွဲ့ကမနေ့ကနိုဝင်ဘာ16ရက်ည10:00နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ယနေ့နိုဝင်ဘာ18ရက်မနေ့ပိုင်းမှာထုတ်ပြန်လိုက်တာဖြစ်ပြီးမြို့ပြကျွဲအဖွဲ့ရဲဘော်တွေကလေလုံမိန်းတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကိတ်ဆွနေတဲ့စစ်ကော်မရှင်တပ်သား2ယောက်ထိခိုက်သွားတယ်လို့ဆိုပါတယ်။ထိခိုက်တာနဲ့ပတ်သက်ပြီး VNB အနေနဲ့တိကျအတည်မပြုနိုင်သေးသလိုမော်ဘီမြို့ခံတွေကိုဆက်သွယ်ရမှလည်းယခုသတင်းဖော်ပြချိန်အထိဆက်သွယ်လို့မရသေးပါဘူး။ဒါအပြင်ကြန့်ခိုင်ရေးရုံးထဲမှာပြန်လည်ပြစ်ခတ်ပေမဲ့လည်းပျော်ကြားရဲဘော်တွေအထိခိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ1ရက်နေ့ကလည်းတာကီတနယ်မြေရဲစခန်းဝင်းအတွင်းကင်းထရစ်ဖို့ပြင်နေတဲ့ရဲတွေကိုပုံပြတက်ခတ်ခဲ့ရာ3ယောက်တန်းရခဲ့ကြောင်းကိုမြို့ပြကျွဲ့စီကသိရပါတယ်။အာနာသိန်းစစ်တပ်ကတရားဝင်ဖြစ်ရေးလှုံ့ဆော်နေတဲ့ရွေးကောက်ပွဲကိုတားဆီးပြီးပြည်သူတွေကိုမတရားစစ်မှုထမ်းခင်းတာတွေကိုလက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့မြို့ပြကျွဲ့အဖွဲ့ကအသိပေးထားပါတယ်။နောက်ဆုံးပြည်ရင်းသတင်းတပုတ်အနေနဲ့မောတော်မှာစီရှွန်ထွန်ကြီးရဲ့အရေးပေါ်စားနာရိတ်ခံနဲ့အနှွေးထည်တွေလိုအပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထက်ကထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးမြို့တစ်မြို့ဖြစ်တဲ့မော်တော်မြို့ကိုဒေါ်လာရေးပူပေါတပ်တွေကသိမ်းပိတ်ပြီးတော့စစ်တပ်ကလေကြောင်းတွေပုံကျဲတိုက်ခိုက်နေတာကြောင့်အစီရှောင်ပြည်သူထောင်ချီဟာအရေးပေါ်စားနာရိတ်ခါနဲ့အနှွေးထည်တွေလိုအပ်နေတယ်လို့အဲ့ဒီဒေသကစစ်ပေးရှောင်အရေးကူညီပေးသူတွေစီကသိရပါတယ်။ကုံသွေးရေးမြို့တစ်ခုဖြစ်တဲ့မော်တော်မြို့ကိုနိုဝင်ဘာ14ရက်နေ့က KNU အမျိုးသားအစည်းအရုံးကဦးဆောင်ပြီးဒေသအခြေစိုက်ဒေါ်လာရေးတပ်တွေကတိုက်ခိုက်သိမ်းပိတ်ခဲ့တာပါ။အရေးပေါ်လိုအပ်နေတာတွေဟာမိုးကာဖြင်းဒါလပကလေးတိတ်ပါနဲ့အနှွေးထည်တွေဖြစ်တယ်လို့စစ်ပေးရှောင်အရေးကူညီပေးနေသူတို့ကပြောပါတယ်။အာနာသိန်းစစ်တပ်ဟာမော်တော်မြို့နဲ့မော်တော်တိန်ခွန်းလန်းကိုပြန်လည်စိုးမိုးနိုင်ရေးအတွက်တိန်ခွန်းအနီးတစ်ဝက်ရှိစစ်ကြောင်းစီရဟရင်ကိုစီးနဲ့စစ်ကူပေးပို့ခဲ့ပြီးလေကြောင်းမှာဆက်လက်ပုံကျဲတိုက်ခိုက်နေတာကြောင့်နေရပြန်ရခက်ခဲနေတယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်ပေးရှောင်ပြည်သူ3000ကျော်ရှိနေပြီးအများစုဟာထိုင်းမြန်မာနယ်စပ်မော်တော်စင်ခုနယ်စပ်မြင်းအနီးမှာတိမ်းရှောင်နေကြရတာပါမော်တော်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သား61ယောက်ထိုင်းပေချမ်းကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး43ယောက်ကိုအရှင်ဖမ်းဆီးရမိကလက်နှစ်ချအညံ့ခန္ဓာတွေရှိခဲ့ပြီးလက်နှစ်ကြီးလက်နှစ်ငယ်ခဲယမ်းစစ်သုံးပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိမိခဲ့ပါတယ်အခုနားဆင်ခဲ့ရတာကတော့နောက်ဆုံးရပြည်တွင်းသတင်းတွေပဲဖြစ်ပါတယ်ရှင်အခုဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကို VNB ဝိုင်းတော်သားကိုဖုံးမောင်ကဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဘာကာလှုပ်ရှားမှုရဲ့တစ္ဆာရှိမဟာမိတ်ဖြစ်ခဲ့တဲ့ Republican အောက်လွှတ်တော်အမတ် Marjorie Taylor Greene က၎င်းရဲ့လုံခြုံရေးအတွက်ဒီပေးချက်များလက်ခံရရှိခဲ့ကြောင်းစနေနေ့ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။၎င်းဟာသမ္မတ Donald Trump ကသူမအပေါ်ထောက်ခံမှုနဲ့အတိအမှတ်ပြုမှုကိုရုပ်သိမ်းကြောင်းကြေညာပြီးနောက်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပါတယ်။ Greene ကလူမှုကွန်ရက် X ပေါ်မှာကျမအပေါ်ချင်းချောက်မှုများရဲ့အဓိကစနစ်ကိုကမ္ဘာပေါ်မှာအာဏာရှိဆုံးပုဂ္ဂိုလ်ကမိမောင်းထိုးပြနေတယ်လို့ရေးသားထားပါတယ်။သူမရဲ့အဆိုအရ၎င်းကဲ့သို့ရန်လိုသောဝါဒဖြန့်မှုများဟာရခင်ကဒေတန်ချင်းချောက်မှုများဖြစ်ပေါ်စေခဲ့ပြီးလူများစွာဖမ်းဆီးခံခဲ့ရကြောင်းအခုအချိန်တွင်မူအမေရိကန်သမ္မတကိုယ်တိုင်ကဥတီနေကြောင်းပြောဆိုခဲ့ပါတယ်။ Greene ဟာမိမိကိုယ်ကို Jeffrey Epstein ရဲ့တားကောင်ဖြစ်ခဲ့သောမျိုးသမီးများရဲ့ခံစားချက်နဲ့နှိုင်းယှဉ်ကမျိုးသမီးတဦးအနေနဲ့မျိုးသားတွေစီကလာတဲ့ချင်းချောက်မှုတွေကိုအလေးနက်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ Greene နဲ့ Trump တို့ကြားမပြေလည်မှုများဟာလပေါင်းများစွာကြာမြင့်လာခဲ့ပြီးယခုအခါမှာပေါ်ပေါ်တင်တင်ဖြစ်လာခဲ့တာပါ။ Greene ဟာအစိုးရလက်ဝဲရှိ Jeffrey Epstein နဲ့ဆက်ဆက်သောလျှို့ဝှက်စာရွက်စာတမ်းများနဲ့ဆက်သွယ်မှုအလုံးကိုအပြည့်အစုံထုတ်ပြန်ပေးရန်ထောက်ခံအားပေးခဲ့ပါတယ်။အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ဟာလာမယ့်သတင်းပတ်အတွင်းရင်းကိစ္စကိုမဲခွဲဆုံးဖြတ်ရန်စီစဉ်ထားပါတယ်။ Greene ဟာအစ္စရေးကိုစစ်ရေးအကူအညီနဲ့အခြားနိုင်ငံခြားရေးကိစ္စများအပေါ် Trump ရဲ့အာရုံစိုက်မှုနဲ့ပတ်သက်၍မကြာသေးမီကဝေဖန်မှုများပြုလုပ်ခဲ့ပြီးပြည်တွင်းကုန်စည်နှုန်းမြင့်တက်မှုနဲ့ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များကိုပိုမိုအာရုံစိုက်ရန်တောင်းဆိုခဲ့ပါတယ်။ Trump က Greene အားလက်ဝဲရင်းသွားပြီဟုဆွဆွဲကတစ္ဆာပေါက် Greene ကိုခေါ်ဆိုခဲ့ပြီး
လာမယ့်ရွေးကောက်ပွဲမှာ၎င်းရဲ့ပြိုင်ဘက်ကိုထောက်ခံပေးမယ်လို့ကြေညာခဲ့ပါတယ်။ Green ကသူမဟာ Trump ကိုအချိန်နဲ့ငွေကြေးများစွာပေးဆက်ကကူညီခဲ့တော်လဲကျမ Donald Trump ကိုကိုးကွယ်တာမဟုတ်ပါဘူးလို့ခိုင်မာစွာတုံ့ပြန်ခဲ့ပါတယ်။သူမဟာအဓိကနိုင်ငံရေးပါတီနှစ်ခုလုံးရဲ့ပြိုက်ကွက်မှုကိုဝေဖန်ခဲ့ပြီးရင့်ကျက်သောအမျိုးသမီးများကနိုင်ငံကိုပြန်လည်ဦးဆောင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံဝန်ကြီးချုပ်ဆာကီတာကာအီချီကထိုင်ဝမ်နှင့်ပတ်သက်၍မကြာသေးမီကမှတ်ချက်ပေးခဲ့ခြင်းကြောင့်တရုတ်အစိုးရဟာ၎င်းရဲ့နိုင်ငံသားများအားဂျပန်နိုင်ငံသို့တွားရောက်ခြင်းမှချောင်ကျဉ်ရန်တောက်ကြနေ့ကအကြံပြုချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံသားများကိုဂျပန်သို့တွားရောက်ခြင်းအားတားမြစ်ခြင်းမဟုတ်တော့လဲရင်းသတိပေးချက်ဟာဝန်ကြီးချုပ်တာကာအီချီရဲ့မှတ်ချက်များအပေါ်တရုတ်ရဲ့အပြင်းထန်ဆုံးကန့်ကွက်မှုအဖြစ်မှတ်ယူနိုင်ပါတယ်။ဟောင်ကောင်လုံခြုံရေးဗျူရိုကလည်းစနေနေ့မှာ၎င်းရဲ့နေထိုင်သူများအတွက်လားတူသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်လေကြောင်းလိုင်း9ခုကလည်းဂျပန်သို့ပြန်တန်းရန်စီစဉ်ထားသောခရီးသည်များအတွက်လက်မှတ်စည်းပြန်အန်းခြင်းသို့မဟုတ်ယခုနှစ်ကုန်အထိလမ်းကြောင်းပြောင်းလဲခွင့်ပြုမည်ဟုကြေညာထားပါတယ်။ဝန်ကြီးချုပ်တာကာအီချီဟာလွန်ခဲ့တဲ့သတင်းပတ်ကလွှတ်တော်အမတ်များကိုပြောကြားရမှာတရုတ်ပြည်မကြီးနဲ့ထိုင်ဝမ်ကိုပိုင်းခြားထားတဲ့ထိုင်ဝမ်ရေလက်ကြားအတွင်းပြိပက္ခတစ်ခုဖြစ်ပွားပါကဂျပန်အနေဖြင့်စီရေးအရာဝင်ရောက်ဆွတ်ဖက်ရန်၎င်း၏တက်မတော်ကိုအသုံးပြုနိုင်ကြောင်းပြောဆိုခဲ့ပါတယ်။တရုတ်ကထိုင်ဝမ်ကိုစီရေးအရာရေးယူပါကဂျပန်၏မိမိကိုယ်ကိုကာကွယ်ရေးအခြေအနေကိုဖြစ်ပေါ်စေနိုင်ပြီးဂျပန်၏စီရေးတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။တရုတ်အရာရှိများကဝန်ကြီးချုပ်အား၎င်းရဲ့မှတ်ချက်များကိုရုပ်သိမ်းရန်တောင်းဆိုခဲ့ပါတယ်။တရုတ်အရာရှိတဦးကဒါကာအီရှီကိုဆုံးမဟုရည်ညွှန်းခဲ့ပြီးနောက်တဦးကတရုတ်ကိစ္စများတွင်ဝင်ရောက်ဆွတ်ပတ်သည့်မြစ်ပတ်သောလုပ်ရဟုပြောဆိုခဲ့ပါတယ်။ဝန်ကြီးချုပ်တာကာအီရှီကမူ၎င်းရဲ့မှတ်ချက်များကိုရုပ်သိမ်းရန်ယခုချိန်ထိညှင်းဆိုထားပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်များပေါ်ဝန်ကြီးချုပ်ဟောင်းကလည်းဝေဖန်ထားပြီး၎င်းရဲ့မှတ်ချက်များဟာထိုင်ဝမ်အရေးပေါ်အခြေအနေသည်ဂျပန်အရေးပေါ်အခြေအနေဖြစ်သည်ဟုအခိုင်အမာပြောဆိုခြင်းနှင့်အလွန်နီးစပ်သည်ဟုပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံသည်ထိုင်ဝမ်ကို၎င်းရဲ့နယ်မြေဖြစ်သတ်မှတ်ထားပြီးလိုအပ်ပါကစစ်အင်အားကိုအသုံးပြု၍တိမ့်ပိုက်နိုင်သည်ဟုအရေးမှုပြောဆိုထားသောကြောင့်ဝန်ကြီးချုပ်တာကာအီချီရဲ့အမှတ်ချက်များဒေတာတွင်တင်မာမှုကိုပုံမမြင့်တက်စေပါတယ်။အာဆင်နယ်နဲ့ဘရာဇီးနောက်ခံလူဂါဘရီယယ်ဟာဘရာဇီးနဲ့စီနီဂေါကစားခဲ့တဲ့ရှေ့စမ်းပွဲမှာပေါင်ချန်တန်ရာရရှိခဲ့ပါတယ်။ဘရာဇီးနီးပြကားလော့စ်အန်ဆယ်လော့တီကဒဏ်ရာပြင်းထန်မှုအတိုင်းအတာကိုမသိသေးပဲတနင်္ဂနွေနေ့မှာစစ်ချက်များထပ်မံပြုလုပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒဏ်ရာစစ်သေးစုများရဲ့သုံးသက်ချက်အရပေါင်ချန်တန်ရာများဟာတင်ပါစုံနဲ့ပုံမနီးကပ်ပါကပုံမဆိုးရင်ရပြီးအပျော်စားဖြစ်ပါကတပတ်မှ3ပတ်ကြာအနားယူနိုင်ရတော့လဲပုံမပြင်းထန်တဲ့ grade 2အဆင့်ဖြစ်ပါက3ပတ်မှ6ပတ်ကြာအနားယူရနိုင်ကြောင်းခန့်မှန်းထားပါတယ်။အခုနားဆင်ခဲ့ရတာကတော့ VNB ဝင်းတော်သားကိုဖုံးမော်တင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အားကစားသတင်းတွေပဲဖြစ်ပါတယ်။ VNB TV စီစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားပေးခဲ့ကြတဲ့ပရိသတ်တယောချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လန်းချမ်းမြေ့ကြပါစေရှင်။